အဲ့ဒီလုံးသိလားအဲ့ဒီလုံးသိလားကျွန်တော်တို့ငယ်တော့ကလေရေဒီယိုထဲမှာလာရင်လေဒီ8နာရီထိုးတိုင်းလာတဲ့ဒီလုံးလေးသိရမလားတန်နနနတန်နနနတန်နနနတန်တန်နနနတန်နနနတန်နနနတန်တန်နနနတန်နနနတန်နနနအဲ့ဒီလုံးကြားပြီဆိုကျွန်တော်တို့ကရေဒီယိုလေးနားထောင်ပြီးတော့ရေဒီယိုလေးတွေကနေဒီတီးလုံးကြားပြီဆိုရင်ဒီနာရီထိုးပြီဆိုတော့ကျွန်တော်သိရတယ်ပေါ့နော်သူက8နာရီထိုးပြီးပြီဆိုရင်တရင်တွေကြော်ညတယ်ဒီတီးလုံးလာတယ်ဒီတော့တင်းတင်းဆိုပြီးတော့ကျွန်တော်အဲ့လိုမြည်တယ်လေမြည်ပြီးသွားပြီဆိုရင်မြန်မာစံတော်ချိန်မနေ့8နာရီရှိပါပြီပေါ့အဲ့လိုနေ့လယ်12နာရီရှိပါပြီဒီလိုပေါ့နော်ပြောပြရင်သူသတင်းတွေလာတယ်သတင်းလာပြီးခြားခန္ဓာစီစဉ်လေးတွေပေါ့နော်အဲ့လိုလေးနဲ့ကျွန်တော်တို့ကြီးပြင်းလာတာပေါ့နော်အခုဒီကလေးလေးတီးတဲ့တီးလုံးကလည်းအဲ့တီးလုံးပေါ့နော်ဒါအခုခေတ်လူငယ်တွေမသိတော့မှသိဘူးဆက်ဒီတ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 က်ဒီလက်တန်ကလည်းတော်တော်ပြောင်းတယ်နော်လက်တန်ကလည်းတော်တော်ပြောင်းတယ်နောက်ပြီးတော့ဒီအရွယ်လေးနဲ့ဗျာဒီတီးလုံးတွေရဲ့ပေါ့နော်ဒီဆိုင်းတွေရဲ့တန်စင်ကိုမှတ်နိုင်ရဆိုတော့နဲတဲ့စကေးတော့မဟုတ်ဘူးနော်နဲတဲ့စကေးတော့မဟုတ်ဘူးဒီဆိုင်းဝဲဘယ်နှလုံးရှိတယ်32လုံးဟုတ်ပါဘူးဘယ်နှလုံးလဲမသိရှိရဗျာအဲ့ဒီဆိုင်းတွေရဲ့သူ့တန်စင်တွေပေါ့နော်ဘယ်တန်စင်ကဘယ်ဆိုင်းလုံးကဘယ်တန်စင်ရှိတယ်ဘယ်လုံးကဘယ်တန်စင်ရှိတယ်ဆိုတာမှတ်နိုင်တဲ့စကေးကတော့စကေးနဲ့မရဘူးဗျာလူကြီးတွေတောင်သိတယ်မလားမှတ်နိုင်တဲ့စွမ်းအားကသိမရှိဘူးဗျာဒီလူငယ်တယောက်နေတယ်ပေါ့နော်ခလေးလေးတယောက်နေဒါကကျွန်တော်တို့မြန်မာနိုင်ငံရဲ့နောက်တက်လာမဲ့ဆိုင်းစရာလက်တစ်လေးပေါ့နော်လက်တန်ဓာတ်ပြောင်းတဲ့ဆိုင်းစရာလက်တစ်လေးချစ်မို့လို့ပေါ့တက်တီပြန်လေးအောင်လေတက်တာတီဟာနော်တက်တီဒီဘက်ဆက်ဒီတက်တီဒီဘက်ကဟာလေတက်ဟုတ်တယ်တက်တီဘောတက်တီလုံးတစ်ခါလေးလာအောင်တက်စမယ်ဒီခလေးလေးရဲ့ပင်ကိုဝါသနာပါတာလဲပါတာပေါ့နော်နောက်ပြီးတော့ဒီကျွန်တော်တို့ရဲ့ပေါ့နော်ကျွန်တော်ယဉ်ကျေးမှုတည်းရဲ့အနေနဲ့ပေါ့နော်ဒီမြမဆိုင်ဝိုင်းရဲ့ဒီယဉ်ကျေးမှုမြမတူရီယာတစ်ခုကိုလည်းဒီလူကြီးတွေကနေလက်ဆင့်ကမ်းပြီးတော့ပေါ့နော်လူငယ်တွေကိုဒီလိုလက်ဆင့်ကမ်းတည်ဆောင်ပြီးတော့တာလည်းပါတာပေါ့နော်လူငယ်တွေစိတ်ဝင်စားတာလည်းပါတယ်စိတ်ဝင်စားတဲ့ဆိုတာဗျာဒီအရွယ်လေးတွေကတော့သိတယ်မလားသူတို့အရှိမတခုခုလုပ်ပြီဆိုရင်လူကြီးကတခုခုလုပ်ပြီဆိုရင်လုပ်တဲ့အရာကိုစိတ်ဝင်စားတာပဲနော်ကျွန်တော်ဖုန်းကြည့်နေတဲ့လူငယ်တွေဖုန်းကြည့်တယ်ဆိုတာလည်းလူကြီးတွေကသူတို့ရှိမှကြည့်ပြတယ်ဗျာနောက်သူတို့ပြတယ်အဲ့ရနေလူငယ်လေးတွေဖုန်းဆွဲသွားတာပေါ့နော်ဒီဟာကလည်းဒီဆိုင်ကိုဒီကလေးစိတ်ဝင်စားခြင်းအကြောင်းအရာကျွန်တော်နည်းနည်းလေးသုံးသပ်ကကျွန်တော်အမြင်ကိုသုံးသပ်မယ်ဆိုရင်သူ့အရှိမလူကြီးတွေကနေဒီလိုဗျာတီးခတ်နေတဲ့အတွက်သူဒါကိုစိတ်ဝင်စားသွားတာပါတယ်လေဒီအရွယ်လေးတွေဆိုတာကလူတစ်ခုခုလုပ်ရင်လိုက်လို့ချင်ကြတာဗျာလိုက်လို့ကြတယ်လေအနောက်ကနေတန်အောင်လိုက်တဲ့အရွယ်လေးတွေပေါ့နော်ဒါချီကျူးဖို့လည်းကောင်းတယ်ဒီခေတ်နေတာနဲ့ဆိုရင်တအားကြီးကိုမှအမှန်တန်ချီကျူးကုန်ယူဖို့ကောင်းတယ်ဘာကြောင့်လဲဆိုဒီအရွယ်လေးတွေနဲ့ဗျာခုနကလိုပေါ့နော်သူ့အတွက်တခြားပစ္စည်းကြောင်းပေါ့နော်ပစ္စည်းကြောင်းကိုလူကြီးတွေကလည်းလမ်းမလွှဲပေးဘဲနဲ့တကယ်တက်မတဲ့လမ်းလေးပေါ်ဘူးပေါ့နော်လူကြီးတွေကတင်ပေးလိုက်တဲ့အရာကလည်းတကယ်ချီကျူးကုန်ဖို့ကောင်းပါတယ်ပေါ့နော်လူကြီးတွေတင်ပေးလိုက်တဲ့လူကြီးတွေအနေနဲ့လည်းတကယ်လေးစားဖို့ကောင်းတယ်ခလေးလေးကိုလည်းလေးစားဖို့ကောင်းပါတယ်ပေါ့နော်ဘာဖြစ်လို့ဒီအရွယ်လေးတွေဆိုတာတောင်းတော့ဒီလိုအရွယ်လေးဆိုဖုန်းတွေဆွဲနေပြီသိတယ်မလားဖုန်းကနေတခြင်းအတန်လေးတစ်ခုမှမဖွင့်ပြရင်အိမ်တော့တဲ့အရွယ်လေးတွေပေါ့နော်အဲ့အရွယ်လေးတွေကနေဒီလိုမြန်မာတူရီယာအစစ်မှဖြစ်တဲ့ဒီဆိုင်းကိုအခုလိုစိတ်ပါလက်ပါဝါသနာပါနဲ့ပေါ့နော်ဒီလိုတီးခတ်နိုင်တယ်ဆိုတော့အရေးကြီးတယ်နေတဲ့ရည်ချင်းမို့ဗျာနော်ဒါထက်မကပြောပြနိုင်တဲ့စကားမျိုးတွေတောင်ရှာမတွေ့တော့ဘူးဗျာနော်ရှာမယ်ရှာတစ်ချက်ကြလေးရပါလေကွာဆိုပေါ့နော်ဒါပဲဗျာသိရဒါပဲဒါအနာဂတ်ရဲ့စာမျက်နှာလေးတွေလိုသလိုရေးကောင်းလို့ရတယ်ပေါ့နော်အနာဂတ်ရဲ့စာမျက်နှာလေးတွေနော်သူတို့ရဲ့အနာဂတ်လေးတွေကိုလူကြီးတွေကနေရေးတာမှန်မှနော်ဒီစာမျက်နှာလေးတွေပေါ်ရေးလိုက်တဲ့စလုံးလေးတွေကမှန်ကန်မှသာလျှင်
ဒီစာရွက်လေးတွေပေါ့နော်ဒီနာခဲ့စာမျက်နှာလေးတွေကနောက်တစ်ချိန်မှန်ကန်တဲ့လမ်းကြောင်းကိုရောက်မယ်ဆိုတာကိုဒီဗီဒီယိုလေးနဲ့လည်းကျွန်တော်ရဲ့ကြည့်ရှုနေတဲ့ချစ်မိတ်ဆွေတွေကိုကျွန်တော်ပြောချင်တယ်ပေါ့နော်ပြောချင်ပါတယ်ကိုမှသားသမီးလေးတွေရှိတယ်ဆိုရင်အခုလိုကိစ္စမျိုးတွေမဟုတ်ရင်တော့မှတခြားပေါ့နော်ဒီလူငယ်လေးတွေရဲ့နောက်တစ်ချိန်ကြီးလာမဲ့သူတို့အတွက်ကိုပေါ့နော်မှန်ကန်တဲ့လမ်းကြောင်းလေးတွေပေါ်တင်ပေးကြပါလို့ကျွန်တော်ဒီကနေပြောချင်တယ်ပေါ့နော်ဆရာလောက်တာတော့မဟုတ်ပါဘူးကျွန်တော်ပြောတာပါပေါ့နော်ကျွန်တော်တို့ခေတ်တုန်းကလည်းကျွန်တော်တို့ generation အထက်အဆင့်အထိရပါတော့ကျွန်တော်တို့ရဲ့ generation အထိကပြောမယ်ဆိုရင်ဘာမှဟိုမဖြစ်ခဲ့ဘူးဗျာကျွန်တော်တို့လည်းအရင်ယူဟိုဖြစ်မိတယ်ပေါ့နော်ဝမ်းနေမိတယ်နောက်ရလည်းရမိတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့တိုင်းကိုယ့်ရဲ့နိုင်ငံကိုယ့်လူမျိုးကိုယ့်ရဲ့အခြားအရာတွေအတွက်ကိုဘာမှကြီးမားမားကြီးကျေးဇူးမဆက်နိုင်ဘူးဗျာဒီလိုကလေးလေးတွေကနေဒီလိုဒါလည်းကျေးဇူးဆက်ခြင်းတစ်မျိုးပဲပေါ့နော်ဒါလည်းသူကိုယ့်ရင်ကျေးမှုအမွေနေလေးတွေကိုထိန်းသိမ်းသွားတယ်ဆိုတာလည်းဒါကျေးဇူးဆက်ခြင်းတစ်မျိုးပဲဗျာနော်တကယ်ကုန်ယူဖို့ကောင်းပါတယ်ဒီကလေးလေးကိုဒီလမ်းကြောင်းပေါ်တင်ပေးတဲ့လူကြီးလားသူ့အဖေလားသူ့ရဲ့အဖေလားဦးလေးလားအဘိုးလားတော့မသိဘူးပေါ့နော်အမတန်မှလေးစားပါတယ်ပေါ့နော်နောက်ကလေးလေးဒီလိုဟိုဝါသနာမျိုးပါတာလည်းလေးစားပါတယ်ပေါ့နော်တခြားအခုတိုးတက်နေတဲ့ social media ကြီးမှာအချိန်မကုန်ဘဲနဲ့ပေါ့နော်အခုလိုဟိုဒါကိုပြောမဲ့ဆိုရင်ဗျာအတမွေးကြောင့်တစ်ခုမဟုတ်ရင်တော့မှလက်ရှိမှာပေါ့နော်သူ့အတွက်အကျိုးရှိစေမဲ့အချိန်ကိုကုန်ဆုံးစီခြင်းအဖြစ်မတန်ဘူးမှဒါလေးစားဖို့ကောင်းပါတယ်ပေါ့နော်ကိုယူဖို့ကောင်းပါတယ်ဒီရလားတက်တာတော့ပြောင်းလားဒါလည်းဟိုပါတော့ဆိုင်းစရာအတိုင်းဝိုင်းကနေမှပေါက်ခွာလာတဲ့ခလေးလေးเจ้าလည်းခလေးလေးမဟုတ်လို့လည်းဒီလိုဖြစ်တာလည်းပါမှာပေါ့နော်ဒါပေမဲ့လည်းဘယ်အတိုင်းဝိုင်းဘယ်ကနေဘယ်လိုပဲပေါက်ခွာပါဒါလက်စစ်ကမ်းပေးတဲ့လူကြီးတွေမှမရှိဘူးဆိုဒီကလေးတွေလည်းဒီလိုဟိုပညာရဲ့မျိုးဟာဒါတိတ်ကုန်းပြောက်သွားမယ့်အရာမျိုးတွေလေဟုတ်တယ်မလားအဲ့အတွက်ဒီကလေးလေးတွေပေါ့နော်အခုလိုနောက်လူငယ်မျိုးဆက်တွေကိုအဲ့လိုလက်စစ်ကမ်းပေးတဲ့လူကြီးတွေကိုလည်းအမတန်မှဒါလေးစားဖို့ကောင်းတယ်နော်ဒါလည်းကလေးကိုဒါဒီလမ်းကြောင်းပေါ့နော်ဒါအတန်မိုးကြောင်းတစ်ခုမဟုတ်ရင်တော့မှပြောမဆိုရင်အချိန်ကိုတန်မိုးရှိသွားအသုံးချစေတာဗျာဟုတ်တယ်မလားတော်လားမှတ်နိုင်ရနော်သူမှတ်နိုင်ရနော်တက်လားအော်လေချက်ဖို့ကောင်းလားချက်ဖို့ကောင်းလေဗျာတကယ်ကြီးဝါသနာပေါ့နော်ဝါသနာဆိုတာတော့ခုနပြောသလိုပေါ့ဗျာဝါသနာဆိုတာတော့ခုနကျွန်တော်ပြောသလိုပေါ့နော်ဒီအရွယ်လေးတွေကလူကြီးတွေဘာလုပ်မလဲသူတို့အကုန်လုံးဝါသနာပါတာကြီးပဲဟုတ်တယ်မလားအဲ့ဒီအချိန်မှာမှလူကြီးတွေကနေကလေးတွေကိုဒီလိုလမ်းကြောင်းပေါ်မဟုတ်ရင်တော့ပေါ့နော်တခြားမိနဲ့သက်ဆိုင်တဲ့အကျိုးရှိစေမဲ့လမ်းကြောင်းလေးတွေပေါ့ဒီလိုဆွဲတင်ခြင်းအဖြစ်တန်မှုရှိတဲ့လူသားလေးတွေနောက်တစ်ချိန်မှာထုံးတော့လာနိုင်တာပေါ့နော်အဲ့လိုမှမဟုတ်ပဲနဲ့လူကြီးတွေကလည်းဖုန်းနဲ့အချိန်ကုန်လူငယ်တွေကလည်းအကျိုးမရှိတဲ့ဖုန်းနဲ့အချိန်ကုန်နေမယ်ဆိုရင်တော့ဖြစ်တန်မှုရှိတဲ့လူသားတွေကိုမျှော်လင့်မနေနဲ့ပေါ့နော်ဆူတောင်းမှရမယ်ပေါ့နော်အဲ့လိုပြောချင်ပါတယ်ဒါတူယူတဲ့တယ်ဒီပါတယ်တူယူတဲ့ဆရာကိုကတော့ဒီလောက်ပါပဲပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်ခြင်းအပြင်ဘာသာတွေ့ရလဲဆိုရင်ကျွန်တော်တို့တွေအဲ့လိုပေါ့နော်နောက်အနာဂတ်ကိုခေါင်းဆောင်မဲ့လူငယ်တွေကိုဒီအချိန်မှာလူငယ်လို့သဘောမထားဘဲနဲ့ကျွန်တော်တို့တွေကမှန်ကန်တဲ့တွေးခေါ်တွေမှန်ကန်တဲ့လမ်းကြောင်းတွေကိုသူတို့ဒါလက်ဆင့်ကမ်းခဲ့မယ်ဆိုရင်နောက်တစ်ချိန်ကျွန်တော်တို့အသက်အရွယ်တွေကြီးရင်ပြီးတော့ပုံမေးမဆွဲဖြစ်သွားတဲ့အချိန်မျိုးကျွန်တော်တို့ကိုရောစိတ်ရောမဆွဲဆောင်နိုင်တဲ့အချိန်မျိုးကြရင်ကျွန်တော်တို့တွေပေါ့နော်စိတ်အေးချမ်းသာစွာနဲ့နေနိုင်မယ်လို့တော့ကျွန်တော်မျှော်လင့်တယ်ပေါ့နော်ဒါကလည်းဘာကြောင့်လဲဆိုရင်အခုခေတ်လူငယ်တွေကနောက်တစ်ချိန်ဒီနိုင်ငံကိုခေါင်းဆောင်မဲ့လူကြီးတွေလေဟုတ်တယ်မလားဘယ်ကဏ္ဍမျိုးမဆိုပေါ့နော်ဘယ်ကဏ္ဍကနေပဲဖြစ်ပေါ့ဟုတ်တယ်မလားခေါင်းဆောင်ဥဆောင်ကြမဲ့လူတွေကြီးပဲလေဟုတ်တယ်မလားဘာဖြစ်လို့လဲဆိုကျွန်တော်တို့လည်းထာဝစဉ်ခေါင်းဆောင်သွားလို့မရဘူးတခြားသူတွေလည်းထာဝစဉ်ခေါင်းဆောင်သွားလို့မရဘူးအဲ့ဒီအတွက်အခုခေတ်လူငယ်တွေဆိုတာနောက်တစ်ချိန်အနာဂတ်ရဲ့လူကြီးတွေပေါ့နော်အဲ့ဒီအတွက်အခုခေတ်လူငယ်တွေကိုမှန်ကန်တဲ့လမ်းကြောင်းတွေမှန်ကန်တဲ့အတွေးခေါ်တွေမှန်ကန်တဲ့အယူဆတွေမှန်ကန်တဲ့ပညာတွေပေးခြင်းအပြင်နောက်တစ်ချိန်အနာဂတ်မှာကျွန်တော်တို့တွေဝမ်းသာပျော်ရွှင်ရမှာပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ကြည့်ရှုပေးနေတဲ့ညီကိုမောင်နှမဆွေမျိုးတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာ
အဲ့တော့ကျွန်တော်ရဲ့ channel လေးကမိတ်ဆွေတို့အတွက်အများတိုင်းပေါ့နော် reaction video လေးတွေလည်းတင်ဆက်ပေးမယ်နောက်ပြီးတော့ reaction video လေးတွေထဲမှာတခြားဘူးတူရရစရာလေးတွေတခြားပညာရစရာလေးတွေလည်းပါမယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ရဲ့အတွေ့အခေါ်ကျွန်တော်ရဲ့အမြင်ဒါလေးတွေကိုလည်းကျွန်တော်ပြောပြသွားမယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ကတော့ကျွန်တော်ကြည့်ရှုနေတဲ့ညီကိုမောင်နှမမိတ်ဆွေတွေနဲ့တငယ်ချင်းအဆင့်မှန်ဖြစ်ချင်ပါတယ်မိတ်ဆွေအရင်ခြာကြီးတယောက်လိုဖြစ်ချင်ပါတယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော် channel လေးကိုလည်းမိတ်ဆွေကောင်းတယောက်လို့သတ်မှတ်ကြမယ်ဆိုရင် subscribe လုပ်သွားလို့ရပါတယ်ကျွန်တော်တို့တွေကတဦးနဲ့တူမတွေ့ကြဘူးပဲမဲ့ရင်တွေကခန်းစားချက်ချင်းရင်တွေကနှလုံးသားရင်ထပ်တူကြမယ်ဆိုရင်နီးကြမှာပါအဲ့ဒီအတွက်လည်းကျွန်တော်ရဲ့ channel လေးကိုနှလုံးသားရင်နီးချင်ကြတယ်ဆိုရင်တော့ subscribe လုပ်သွားလို့ရပါတယ်ဗျာ